ကာတစီဝယ်စီးရဆိုတာဟာလူအများစုအတွက်ကတော့တွားလိုက်ရေးလွယ်ကူအောင်နဲ့လိုအပ်ချက်တစ်ခုအနေနဲ့ဝယ်စီးကြတာများပါတယ်။ဒါပေမဲ့လည်းအချို့သောကားတွေကလိုအပ်ချက်အရဝယ်စီးကျင်လာအောင်လက်လက်မမီနိုင်တဲ့ကားတွေရှိပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကားချစ်သူကွီတို့အတွက်တရေကြလောက်မဲ့ဈေးအကြီးဆုံးစိန်ထန်ကားတွေကိုဖော်ပြပေးလိုက်ပါတယ်။ဒီ SP Automotive Chaos ကမ္ဘာပထမဆုံး Ultra ကားတို့သမုတ်ကြတဲ့ဒီသားဟာတန်ကြေးအနေနဲ့ဆိုရင်ဒေါ်လာ14သန်းကနေ14.5သန်းအထိရှိပါတယ်။မြင်းကောက်ရည်အား3000အထိရှိပြီးကားရဲ့ body ကို 3D printer လုပ်ထားတဲ့ titanium နဲ့ magnesium alloy အနေနဲ့ပြုလုပ်ထားပါတယ်။ top speed အနေနဲ့ F version ဆိုရင်310 mph အထိရှိပြီး zero gravity version ဆိုရင်330 mph အထိရှိပါတယ်။နင် Pagani Zonda HP Pagetta Sharpa exclusive ကားမျိုးစားဖြစ်ပြီး Zonda ရဲ့ iconic အမိုးပွင့် design ဖြစ်ပါတယ်။ Founder Horacio Pagani ပိုတိုင်းဦးဆောင်ဖန်တီးထားတဲ့ကားဖြစ်ပြီးကာဘိုတိုက်တဲ့နေရာကိုပေါ်ပေါ်လော်လော်သုံးထားတဲ့ကားဖြစ်ပါတယ်။ကန်ကျဲအနေနဲ့ဒေါ်လာ18တန်းကနေ18.5သန်းအထိရှိပြီး top speed အနေနဲ့220 mph အထိရှိပါတယ်။တော့ Bugatti La Voiture Noir Bugatti Type 57 SC Atlantic ကိုအောက်မေ့တန်းခြင်းအားဖြင့်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။တဘိုးလုံးကာဗွန်ဖိုင်ဘာကိုသုံးပေးထားပြီး W16 engine အကြီးကြီးကိုသုံးပေးထားပါတယ်။တန်ကြေးအနေနဲ့ဒေါ်လာ18.8သန်းဝန်းကျင်ရှိပြီး top speed အနေနဲ့236 mph အထိရှိပါတယ်။လေ Rolls Royce Forte လေတင်မောပုံစံကိုအတူယူထားပြီးတကယ် luxury အဆန်ဆုံးဒီဇိုင်းတွေထည့်သွင်းတည်ဆောက်ထားပါတယ်။လိပ်ပြပုံစံတန်ပွင့်လာတဲ့သူ့ရဲ့အနောက်ဖုံးထဲမှာ wine champagne တွေထည့်လို့ရတဲ့ရေကတက်တာပါပါတယ်။တန်ကြေးအနေနဲ့ဆိုရင်တော့28 million ဒေါ်လာတောင်ရှိတဲ့အတွက်ကားဟာ private jet တစ်စင်းအောင်ကောင်းကောင်းဝယ်လို့ရတဲ့အနေအထားဖြစ်ပါတယ်။ငါ Rolls Royce Larousse Noir Top 2တန်ကြေးအနေနဲ့ဒေါ်လာ30ကနေ32တန်းထိတန်ကြေးရှိပြီးတစ်ကမ္ဘာလုံးမှာတစ်စီးပဲရှိပါတယ်။ Drop Day Series အနေနဲ့ဆိုရင်တော့4စီးရှိပြီးအဲ့ဒီထဲမှာမှ Larousse Noir ကပထမဆုံးတစ်စီးဖြစ်ပါတယ်။ဒီကားရဲ့ပိုင်ရှင်ကို Rolls Royce ဘက်ကထုတ်ပေါ်လာတာမရှိပေမဲ့ French fashion level တွေကမိသားစုတစ်ခုက လက်ပါခါဗာ Rose ကို inspire ယူပြီးဖန်တီးခိုင်းထားတယ်လို့ပြောပါတယ်။